အခါမှာတော့ကလပ်ကပ္ပဖလားမှာဘိုးဆွဲဖို့ရေပန်းစားဆုံးအသင်းဖြစ်လာတဲ့မန်စီးတီးရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တုံးထွက်အဆင့်ကိုရောက်လာတဲ့ကလပ်ကပ္ပဖလားပွဲစဉ်တွေမှာအုပ်စုပွဲစဉ်တွေမှာမြင်တွေ့ခဲ့ရတဲ့အနေအထားတွေအရအပြောင်းလဲတွေအများကြီးမြင်လာရပါတယ်။အဓိကပြောင်းလဲတရက်လို့ပြောရမှာကတော့ပြိုင်ပွဲမတိုင်ခင်ကဘိုးဆွဲဖို့ရေပန်းစားဆုံးအသင်းတွေစီးရင်မှာနံပါတ်1နေရာမှာရှိခဲ့တဲ့ Real Madrid နဲ့နံပါတ်2နေရာမှာရှိခဲ့တဲ့ PSG တို့ကိုကြော်ပြီးတော့မန်စီးတီးကနံပါတ်1နေရာကိုရောက်လာခဲ့တာပဲဖြစ်ပါတယ်။အုပ်စုပွဲစဉ်တွေမှာမြင်ခဲ့ရတဲ့စွမ်းဆောင်ရည်တွေကြောင့်ဘိုးဆွဲဖို့ရေပန်းအစားဆုံးကမန်စီးတီးဖြစ်လာခဲ့တာပါ။အနေထားချင်းကွာတဲ့ LA နဲ့ Wydad Casablanca တို့ကိုတက်တောင့်တက်တာအနိုင်ကစားပြခဲ့တယ်လို့ဂျူဗန်တက်လိုအသင်းကိုလည်း9ဂိုးသွင်းပြီးအနိုင်ကစားပြခဲ့တဲ့မန်စီးတီးဟာနီးပြသစ်အလွန်ဆိုနဲ့မတည်ငြိမ်သေးတဲ့ Real Madrid ချန်ပီယံလိမှာချန်ပီယံဖြစ်တော့ကအနေထားအောက်လျော့နေလာတယ်လို့မြင်နေရတဲ့ PSG တို့ထက်ပိုပြီးတည်ငြိမ်တယ်ပိုပြီးစွမ်းဆောင်ရည်ကောင်းတယ်ဆိုတာကိုတော့လက်ခံရမှာသိချပါတယ်ဘိုးလူပွဲကိုသွားမဲ့လမ်းကြောင်းမှာလည်းမန်စီးတီးဟာရှုံးထွက်16သင်းအဆင့်မှာ Al Hilal နောက် quarter final မှာ Fluminense ဒါမှမဟုတ် Inter Milan အကြိုဘိုးလူပွဲမှာ Chelsea Benfica Botafogo Palmeiras တို့ထဲကတသင်းနဲ့တွေ့မှာဖြစ်ပါတယ်Real Madrid ကတော့ရှုံးထွက်16သင်းအဆင့်မှာ Juventus quarter final မှာ Dortmund ဒါမှမဟုတ် Monterrey အကြိုဘိုးလူပွဲမှာ PSG ဒါမှမဟုတ် Bayern Munich နဲ့တွေ့ဖို့များပါတယ်။ PSG ကလည်းရှုံးထွက်16သင်းအဆင့်မှာ Inter Miami ကိုကြော်ဖို့မခက်ပေမဲ့ quarter final မှာ on fire ဖြစ်နေတဲ့ Flamengo ဒါမှမဟုတ် Bayern Munich အကြိုဘိုးလူပွဲမှာ Real Madrid ဒါမှမဟုတ် Dortmund နဲ့တွေ့ဖို့များပါတယ်။ဒီတော့ဘိုးလူပွဲကိုသွားဖို့လမ်းကြောင်းချောင်းတယ်လို့ဒီပြိုင်ပွဲကိုပြစ်မှတ်ထားပြင်ဆင်ခဲ့တယ်လို့လက်တွေ့လေအားထည့်ကစားနေတဲ့မန်စီးတီးကတော့ရေပန်းစားနေတာနဲ့ထိုက်တန်တယ်လို့ပဲပြောရမှာဖြစ်ပါတယ်။ညီကိုတို့ရောဘယ်လိုထင်ပါလဲ။ညီကိုတို့ထင်မြင်ချက်တွေကိုလည်းဗီဒီယိုလေးအောက်မှာ comment လေးတွေပေးသွားပါဦး။ဘာမှကရဲ့ဗီဒီယိုတွေကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။